ညီလေးတို့ရေဘိုးတော်ကရိုးမတောင်ချင်းနဲ့နေတဲ့ရွာလေးတွေမှာအမတန်ရိုးသားကြတဲ့ရွာသူရွာသားတွေနေထိုင်ကြတာပေါ့ကွာအဲ့တော့ဒိုတော်သားတွေဟာလေပညာအားကလည်းနဲဘူးတုဒ္ဒအားကလည်းမပြည့်စုံဒါပေမဲ့တို့တွေမှာရှိတာကတော့အဲရိုးသားတဲ့ဂုဏ်ပဲရှိတာပေါ့လေတခါတလေလောဘသားတွေကတို့ရဲ့ရိုးသားမှုတွေကိုအခွင့်ကောင်းယူပြီးတော့သူတို့တွေကအသုံးချဖို့အတွက်သူတို့စီးပွားရေးတွေလုပ်ဖို့အတွက်တို့တွေကိုပြစ်မှတ်ထားတတ်ကြတယ်ဒီလိုပါပဲအဲ့ဒီရိုးသားတဲ့ရွာလေးတစ်ရွာကိုမြို့ကနေပြီးတော့ပညာတတ်လူလေနှစ်ယောက်ဟာရောက်ရှိလို့လာတာပေါ့ကွာရွာတွေကိုရောက်တယ်ဆိုလို့ရှိရင်ရွာသူရွာသားတွေကိုခေါ်တယ်ခေါ်ပြီးတော့သူတို့တွေကဒီရွာကိုမအောင်လာတာဒီရွာကိုကြည့်ရှုဆောင်ရှောက်ကောင်းအောင်လာတာပါအဲ့တော့သူတို့ကအဓိကအလုပ်ကတော့ဘာလဲဆိုတော့သူတို့ကမြောက်ဝယ်တဲ့မြောက်ဝယ်သမားတွေပါအဲ့တော့သူတို့ကိုမြောက်ဒေတာဖမ်းပြီးတော့ရောင်းပေးမယ်ဆိုလို့ရှိရင်နောက်တစ်ခေါင်ကို1000ပေးမယ်လို့စီးအောင်တော့တာပေါ့ရွာသားတွေကလည်းတွေးတာပေါ့ဘာမှအရင်ကြီးမရှာပဲမဆိုင်ထုတ်ဘဲနဲ့မြောက်တစ်ခေါင်ကို1000ရမယ်သူတို့တွေတနေ့လုံးမှ2000 3000လောက်ပဲရတဲ့အချိန်မှာမြောက်တစ်ခေါင်ကို1000ရမယ်ဆိုတော့ဒါမက်လောက်တာပေါ့အဲ့တော့ရွာသားတွေကမစင်းစားတော့ဘူးအဲ့တော့သူတို့ရဲ့လုံနေစားရှိတဲ့စီးပွားရေးလုပ်ငန်းတွေကိုခဏရက်လက်ပြီးတော့တခါတည်းအိမ်လုံးကျွတ်ရွာသူရွာသားတွေလုံနိုင်တဲ့လူမှန်သမျှတောထဲမှာလိုက်ပြီးတော့မြောက်တွေကိုဖမ်းလိုက်ကြတာတောထဲကမြောက်တွေကုန်ကမန်းဖြစ်နေတော့တာပေါ့ဒါပေမဲ့တော်တော်မြောက်တွေကုန်ကမန်းဖြစ်တဲ့အခါမှာမြောက်တွေကဖမ်းလို့မရတဲ့အခြေအနေမျိုးမှာတခါခုနကတုန်းကစီးပွားရေးလူလယ်နှစ်ယောက်ကထပ်ပြီးတော့ရွာသားတွေကိုခေါ်ပြီးတော့ပြောပြန်တယ်ဒီတစ်ခါမြောက်ဖမ်းလို့ရလို့ရှိရင်မြောက်တစ်ကောင်ကို2000ပေးမယ်လို့ပြောတော့ရွာသားတွေကလည်းအတက်တရောနဲ့ထပ်ပြီးတော့ဖမ်းကြပြန်တာပေါ့ဒါပေမဲ့ထူးခြားတာကတော့အဲ့ဒီမြောက်ဝယ်တဲ့သူတွေကအဲ့ဒီမြောက်တွေကိုမြို့တွေကိုယူမသွားဘဲနဲ့အဲ့ဒီခြံကျဲကြီးထဲမှာလောင်အင်ကြီးတွေလှုပ်ပြီးမြောက်တွေကိုလှောင်းထားတာတွေ့ရတယ်ပေါ့ကွာအဲ့ဒီမှာရွာသားတွေကဖမ်းလိုက်ကြတာတခါတလေ9ရက်ကြာမှတစ်ကောင်6ရက်ကြာမှတစ်ကောင်လောက်ပဲရလာတဲ့အခါကျတော့သူတို့တွေလည်းတနေ့စိတ်ပြက်လာတာပေါ့ကြွက်ချီကမကြိုက်တော့ဘူးလေအဲ့ဒီချိန်မှာခုနကတော့မြောက်ဖမ်းသမား2ဦးဟာရွာသားတွေကိုထပ်ခေါ်ပြီးတော့တခါဒီတစ်ခါမြောက်ဖမ်းလို့ရလို့ရှိရင်သူ9000ပေးမယ်ဘာဖြစ်လို့လဲဆိုတော့ဒီမြောက်တွေကိုဟိုဘက်နိုင်ငံခြားစာချုပ်ကလည်းချုပ်ပြီးသွားပြီအဲ့တော့ဒီမြောက်တွေကိုကျွန်တော်အမြောက်အကောင်ကြီးအားဖြင့်လည်းဈေးသတ်မှတ်ပြီးသွားပြီဒါပေမဲ့ကျွန်တော်မြောက်အကောင်ကြီးမပြေသေးတာဖြစ်တဲ့အတွက်အဲ့ဒါကြောင့်မို့လို့ဒီတစ်ခါမြောက်တွေကိုကျွန်တော်ဝယ်မယ်ဆိုလို့ရှိရင်တော့9000ပေးမယ်လို့ပြောတဲ့အခါကျတော့တခါတည်းရွာသားတွေကထက်လောဘတက်လာပြီးတော့မြောက်တွေကိုသွားပြီးတော့ဖမ်းကြတော့တာပေါ့ဒီအချိန်မှာခုနကတုန်းကဆရာလို့ထင်ရတဲ့လူတယောက်ဟာသူ့ရဲ့မြို့ကိုပြန်သွားတယ်သူ့တပည့်လေးတယောက်ကိုမြောက်တွေနဲ့အတူထားခဲ့တယ်အဲ့ဒီအချိန်မှာသူ့တပည့်ကရွာသားတွေကိုခေါ်ပြီးတော့စီးအောင်တယ်ခင်ဗျားတို့ကိုကျွန်တော်ပြောမယ်ကျွန်တော်ဆရာကတော့ပြန်သွားပြီမြောက်တစ်ကောင်ကို9000ပေးမယ်လို့လည်းခင်ဗျားတို့ကိုပြောသွားတယ်အဲ့တော့ကျွန်တော်ဒီမြောက်တွေကိုခင်ဗျားတို့ကို4000နဲ့အကုန်ရောင်းမယ်ခင်ဗျားတို့တွေကဒီမြောက်ကိုခင်ဗျားတို့ဝယ်နိုင်တဲ့လောက်ကိုဝယ်ပြီးတော့အိမ်မှာတိမ့်ထားကြတကယ်လို့ဆရာပြန်လာလို့မြောက်တွေဘယ်ရောက်သွားတယ်လဲလို့မေးလို့ရှိရင်ကျွန်တော်ကမြောက်တွေညတော့လှောင်ရင်ကြီးလွတ်ပြီးတော့ထွက်သွားပါတယ်လို့ပြောမယ်အဲ့ဒီအခါကျရင်ခင်ဗျားတို့ယူထားတဲ့မြောက်တွေကိုဈေးကောင်းကောင်းနဲ့ခင်ဗျားတို့အစင်းသေးရောင်းလိုက်ရုံပဲခင်ဗျားတို့တတိဖြစ်ပြီလို့ပြောတော့ရွာသားတွေကလည်းအော်အောက်မေ့ပြီးတော့သူ့ထက်ငါကောင်းပတ်စံရှိသမျှတွေအကုန်လုံးပုံအောပြီးတော့မြောက်တွေကိုအိမ်မှာဝယ်ထားကြတာပေါ့အကောင်100တက်နိုင်တဲ့လူကလည်းအကောင်100အကောင်50တက်နိုင်တဲ့လူအကောင်50အဲ့လိုဝယ်ထားတဲ့အချိန်မှာနောက်နေ့လေကြလဲကြောက်ပတ်စံတွေယူပြီးတော့ခုနကတပည့်လုတ်တဲ့လူကပျောက်သွားတာအဲ့ဒီရွာသားတွေကအဲ့ဒီဆရာတပည့်2ယောက်လာနိုးနဲ့သူတို့တရွာလုံးမြောက်တွေအိုးနဲ့တခါတဲ့ရွာလုံးဒုက္ခတွေရောက်ပြီးတော့မြောက်တွေအဖက်တင်ပြီးတော့ကြမ်းခဲ့တော့တာပေါ့မြောက်ဆရာတွေလည်းနောက်အဲ့ရွာကိုဘယ်တော့မှမလာတော့ဘူးပေါ့ကွာပြောချင်တာကတော့တို့တွေကလောကမှာဘာကြောင့်အလိန်ခံရတာလဲလို့ပြောရင်တို့ရဲ့လောဘကြောင့်ပဲတို့တွေအလိန်ခံနေရတာပဲဖြစ်တယ်ခုအချိန်မှာညီငယ်လေးတွေတချို့ဆိုရင်စလော်ခိန်းတွေဆော့တယ်ဖဲခိန်းတွေဆော့တယ်ချဲတွေထိုးကြတယ်နှလုံးတွေထိုးကြတယ်မဖြစ်နိုင်ပါဘူးဆိုတာကိုဒါပေမဲ့လောဘကမယုံဘူးဘာဖြစ်လို့လဲဆိုတော့သူတို့ကဇာတိုးတွေပေးထားတာလေဥပမာလေးတစ်ခုပြောမယ်ဆိုရင်တို့3လုံးချဲကိုပဲကြည့်မယ်ဆိုလို့ရှိရင်3လုံးကအကွက်1000ရှိတယ်ဒါပေမဲ့အကွက်1000မှာဒိုင်ဘက်ကအခွက်990နဲ့ကွက်ရှိတယ်အကွက်1000ကိုဒိုင်ဘက်က990နဲ့9ကွက်တို့ဘက်မှာပောက်ခွက်ကတစ်ခွက်ထက်ရှိတယ်ဒါပေမဲ့ညတော့လေတို့တွေကိုအစ900လို့ပေးထားတော့တို့တွေကအဲ့ဒီဇာကိုလောဘတက်ပြီးတော့မဖြစ်နိုင်တာကိုဖြစ်နိုင်တယ်လို့ထင်တယ်လေတကယ်လို့သာမင်းတို့စဉ်းစားကြည့်နော်တကြက်ထိုးရင်တကြက်ပဲပြန်ရမယ်လို့ပြောကြည့်အဲ့ဒါဆိုရင်မင်းတို့ဘာပြောမလဲဘယ်ဖြစ်နိုင်မလဲကွာဥပမာနှလုံးထီကိုကြည့်မယ်နှလုံးထီမှာအကွက်100ရှိတယ်နော်အကွက်100 तू က90နဲ့9ကွက်ရှိတယ်တို့ကတစ်ခွက်ထက်ရှိတယ်ဒါပေမဲ့တော့လေတို့8စ9စဒီလိုတွေပေးမယ်ဆိုတော့တို့တွေကလောဘတွေတက်ပြီးမဖြစ်နိုင်တာကိုဖြစ်နိုင်တယ်လို့ထင်ပြီးတော့တို့တွေလုံနေကြတာလေတို့တွေလုံနေကြတာအဲ့ဒါလိုပဲပြန်တွေးကြည့်မယ်ဆိုလို့ရှိရင်1000ထိုးလို့ရှိရင်1000ပဲရမယ်လို့ပြောကြည့်အဲ့ဒါဆိုရင်တွေးမှာမင်းလူဘောလားမင်းကအကွက်900ကြီးအကွက်90ကြီး69ကွက်ကြီးတို့ကတစ်ခွက်ထဲရဘယ်လိုလုပ်ဖြစ်နိုင်မှာလဲလို့တို့ရဲ့ဉာဏ်တွေကပြောမှာလေတခါတလေတို့တွေရဲ့အသိပညာဉာဏ်ပညာတွေကိုတို့ရဲ့လောဘတွေကဖုံးလွှမ်းနေတတ်တယ်ကွာဒါကြောင့်မို့လို့ဘယ်လောင်းကစားမှာပဲဖြစ်တို့တွေကိုလေလောဘတွေနဲ့ချီနှောင်ပြီးလောဘတွေနဲ့မြှူဆွဲထားတာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ညီငယ်လေးတွေလောဘနောက်ကိုမလိုက်ဖဲနဲ့အလောင်းအစားတွေကိုအတက်နိုင်ဆုံးဝေးကရှောင်ကြပါလို့ဒီပုံပြင်လေးနဲ့ချစ်ဆွေကြီးမင်းတို့ကိုဘိုးတုဒ္ဒပေးပြီးပြောကြပေးပါတယ်အားလုံးကိုမင်္ဂလာပါနော်